တုံမမတ်တောင်ဝင်းမှာဘာမို့တွေရလဲတုံမမတ်တောင်ဝင်းမှာဘာမို့တွေရလဲဆိုလို့ရှိရင်နော်ရွှေစည်းစင်ရဲ့ယူရီးယားငဖဲကျော်တတိကပါရဲ့အချင်တော့စင်ဖြူရောရဲ့တတိယဆွေမျိုးမရဲ့အချင်တော့ရွှေလာမရဲ့အစိအဆန်တဲလေးရဲ့ညစ်တီနှံကကျော်မောင်းနှမပါတဲ့နီလာရဲ့ငါးရီကုံကျော်ခေါမုတ်ဘူးရွှေဦးရဲ့ကောင်းရင်ကွက်ကျော်စိန်ပလောင်ရဲ့တိုဘူးကျော်စိန်ပလောင်ရဲ့ကလပဲပေးရကျော်ဘူးဝင်းရဲ့ပဲကြီးလော်အထုပ်ကလေးအမီရဲ့ပြားရည်ကျဲဦးမရွေရိုးရိုးကျဲဦးမရွေနတ်ဟောက်ရဲ့မိုးကျအထုပ်ကလေးတွေဂူဒီစ်ရဲ့မြေပဲချိုချင်းတူတူအာလူကျော်မွန်ရှိမီရဲ့ငါးရီကုံကျော်ရွှေမိုးဟင်းရဲ့အာလူကျော်အသားရူကျော်ရွှေမိုးဟင်းရဲ့ပဲချောင်းကျော်တို့တော့အချိုးတက်လေးနဲ့ပါပါရှင်စာကလေးကွေကျော်အာလူချောင်းကျော်နဲ့မြေပဲအကျိုးဆက်ကျော်လေးလည်းရှိပါတယ်တုံမူရဲ့ထမင်းကျော်အချိုးဆက်အချင်းတို့လေးပါပါရဲ့မိသားကြီးရဲ့ငါးရီကုံကျော်မုံနစ်ပါရဲ့နီလာငါးရီကုံကျော်ဆက်လေးရဲ့ဆက်လေးစီးကိုအဆက်ဆက်လေးစီးကိုအချိုးထုတ်ကလေးရပါတယ်H&A ရဲ့စားလေးပါပါရဲ့မယမ်းပေါင်းကော်ဖီလက်ဖီနဲ့စားကောင်းတဲ့ရွှေနှင်းစီရဲ့စားမုံဆက်လေးရဲ့မကြီးလုံးလေးတွေရွှေဥရဲ့ကောင်းချင်းကွက်ကျော်ကပဲပိုးအရသာမူလအရသာထညက်ရသာဆိုပြီး၃မျိုးရှိပါရဲ့ရှင်ရွှေဘက်ကရဲ့မကြီးဖလိတ်အထုပ်ကြီးရွှေဘက်ကရဲ့မကြီးဖလိတ်အထုပ်သေးဆိုပြီးစားတဲ့မုတ်ကလေးအများကြီးရှိပါရှင်ဆိုလို့ရှိရင်လက်ရည်လာကလည်းလာရောက်ဝယ်ယူအပ်ပေးလို့ရပါရှင်ဆိုရင်နောက်ဗီဒီယိုလေးမှာပဲတွေ့ကြပါမယ်ရှင်